မင်္ဂလာပါခင်ဗျာကျွန်တော်တို့အားလုံးနေထိုင်ရာဒီကဘာမြေကြီးဟာဘလောက်တောင်ကျေဝန်းတယ်လဲပြီးတော့ကုန်းမြေနဲ့ရေဘယ်နှရာခိုင်နှုန်းစီရှိတယ်လဲဆိုတာသင်သိပါသလားဒီနေ့မှာတော့ကျွန်တော်တို့ကဘာကြီးရဲ့အချိုးအစားတွေနဲ့တိုက်ကြီးတွေနိုင်ငံတွေအကြောင်းကိုပြောပြပေးတော့မှာပါကဘာကြီးရဲ့စုစုပေါင်းမျက်နှာပြင်အကျယ်ဝန်းဟာစတုရန်မိုင်ပေါင်းတန်း198တန်းခန့်ရှိပါတယ်ဒီအကျယ်ဝန်းကိုရာခိုင်နှုန်းနဲ့ကြည့်မယ်ဆိုရင်တော့ရေပြင်ဧရိယာ87ရာခိုင်နှုန်းရှိပြီးပင်လယ်နဲ့သမုဒ္ဒရာတွေကဖုံးလွှမ်းထားပါတယ်ကုန်းမြေဧရိယာကျန်တဲ့29ရာခိုင်နှုန်းကတော့ကျွန်တော်တို့လူသားတွေနေထိုင်တဲ့ကုန်းမြေတွေပဲဖြစ်ပါတယ်။ဒါကြောင့်ကမ္ဘာကြီးကိုအပြာရောင်ဂျိုလို့ခေါ်ကြတာအံ့ဩစရာမဟုတ်တော့ဘူးပေါ့။ဒီကျယ်ပြောလာတဲ့ကုန်းမြေ29ရာခိုင်နှုန်းပေါ်မှာတိုက်ကြီး9တိုက်ရှိပါတယ်။အကြီးဆုံးကနေအသေးဆုံးအစင်လိုက်ကတော့ဒဲအာရှတိုက်နှစ်အာဖရိကတိုက်လုံမြောက်အမေရိကတိုက်လေးတောင်အမေရိကတိုက်ငါအန်တာတကတိုက်6ဥရောပတိုက်နဲ့ခွန်ဩစတြေးလျတိုက်တို့ပဲဖြစ်ပါတယ်။ကမ္ဘာပေါ်မှာနိုင်ငံပေါင်းဘယ်နှနိုင်ငံရှိတယ်လဲဆိုတာကတော့သတ်မှတ်ပုံချင်းမတူပေမဲ့ကုလသမဂ္ဂ UN ရဲ့အတိအမှတ်ပြုမှုအရဆိုရင်တော့195နိုင်ငံရှိပါတယ်။ဒါပေမဲ့အချို့သောတီးခြားအုပ်ချုပ်ရေးဒေသတွေကိုထည့်တွက်မယ်ဆိုရင်တော့ဒီထက်မကပိုများနိုင်ပါတယ်။အနစ်ရှုရဟင်ကျွန်တော်တို့ကမ္ဘာကြီးဟာရေပြင်ကအဓိကထစ်ပြီးတိုက်ကြီး9တိုက်ပေါ်မှာနိုင်ငံပေါင်းစုံလူမျိုးစုံနဲ့စုပေါင်းနေထိုင်ကြတာဖြစ်ပါတယ်။ကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်။နောက်ထပ်ဘ ഹു တုတာရဖွယ်အကြောင်းအရာများလည်းထပ်ပြီးတင်ဆက်မှာဖြစ်လို့ like and follow ပြုလုပ်ပေးပါဦးခင်ဗျာ။